အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆာကူရာမာလေးစကီရင်းလေးကိုရောက်သွားတဲ့အကြောင်းကိုသိစေမှာဖြစ်ပါရှင်ငါဘယ်ရောက်နေလဲငါဆက်သွားကြည့်အောင်ပါလေဘာရည်ရတဲ့ဒီငါနံပါတ်က196တဲ့ဟိုခင်းရောက်စပင်းနဲ့ကောင်က230တဲ့မဟုတ်သေးပါဘူးငါရှာတခြားနေရာကိုငါတက်ဦးမှာပဲတက်ဖို့ရအောင်မှာချက်တက်ဖို့လည်းရပြီဆိုတော့ဘောတက်ကိုတက်ဦးမယ်လာတင်ငယ်ချင်းတို့အိုးဝါအပေါ်တက်ကတော့မိုက်လိုက်တာအပြေးတက်ဦးမှာပဲလေကရလေရှေးရွာလားမလေးလေကောက်တက်နေရတာလေစကွေးနောင်ပြန်မီးဖို့မလားမီးမလားတော့မသိဘူးငါနောက်မှလည်းတကယ်ချင်းရတယ်အများကြီးပါလာအဲ့ဆိုတော့အပေါ်တက်ရောက်ပြီဟဲ့ဟိုမှာကိုရေးပဲကဲတရားနောက်ကြပါ red light ကိုလိုက်ဆော့ပါပြီဘကိုဝါကိုရေးပြတဲ့ပါတီမလောက်ကြနဲ့နော်မျက်စိလည်းမလောက်နဲ့ဘောယေငါတို့ရောက်သွားပြီငါတို့ဟိုကကျေကင်းပြန်ရနေပါရလေငါသေးဘုံကဟောအင်္ဂါထီကမလီရောက်သေးသွားပြီလာငါတို့ဆက်ရတော့မယ်ဟာမကြီးမြလိုက်ကြရဆွဲငါတို့နိုင်ပါဟိုရပြုတ်ကျသွားပြီဟိုချက်ဆရာကြီးပဲငါတို့ရဲ့စကီးနော်စော့တော့မစော့ရင်တော့ဘူးငါပတ်စံလေးနဲ့စော့ရဟဲ့ဘယ်ခုံချုံမဟဲ့မင်းနဲ့ဟာကောမလေးပြုတ်ကျသွားပြီကဲမလေးဒီလိုကျခုံမျိုးပဲပြေးအောင်မယ်နေလာဟိုကျရင်ငါ့ကိုခေါ်ပြီးပြေးအောင်โอเคပါဒီကောင်ကလည်းပဲโอเคတော့မယ်အိုးငါစမင်းတော့လွင့်နေပြီမသေးရပြီနေတော့အမလေးငါအိမ်မက်နေတာငါ့ကိုလည်းတောင်းမလေးတော်စီလို့ပေါ့ဒါအိမ်မက်ကြီးဖြစ်နေအားလုံးပဲကြည့်ရှုပေးတဲ့အတွက်တရားစင်းစီကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာတော့လည်းဒီလိုမျိုးစိတ်ဝင်စားစရာဆကူရာပုံလေးကြည့်နော် like and subscribe လုပ်ပေးကြပါဦးနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတာ like and follow လေးလည်းလုပ်ဖို့မမေ့ကြပါနဲ့ဦးနော်